အရကားတော်အေအေရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာအချက်ဖက်စကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့3ဆောင်ရွာအနီးအထိရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိအရကားတော်အေအေဟာတစ်ဖက်က AR ဘကိုးနဲ့မကွေးတိုင်းဘက်တွေမှာပါ PDF ပူပေါင်းတပ်တွေနဲ့အတူထိုးဖောက်ဝင်အောင်နေပြီးတစ်ဖက်မှာလည်းရခိုင်ပြည်နယ်မှာနောက်ဆုံးသိမ်းမှုကြံနေသေးတဲ့မြို့3မြို့တဲကစစ်တွေမြို့ကိုပါထိုးစစ်ဆင်တိုက်ခိုက်နေရမှာစစ်တွေမြို့အနီးအထိ AA ရဲ့ထိုးစစ်တွေရောက်ရှိနေပြီဆိုပါတယ်။အကြံဖက်စကောင်စီဘက်ကတော့စစ်တွေမြို့အနီးတိုက်ပွဲတွေမှာ AA ရဲ့ထိုးစစ်ကိုမခံနိုင်ပဲနောက်ပြန်ဆုတ်ရင်းနဲ့ယမန်နေ့ကတည်းစစ်တွေမြို့အနီးထိရောက်နေပြီးတိုက်ပွဲတွေကတော့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့3ဆောင်ရွာအနီးထိကိုရောက်ရှိနေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်။အကြံဖက်စကောင်စီကလည်းရွှေမင်းကန်ရေတပ်စခန်းမှာNavy သင်္ဘောတွေပါအစီအတော်တော်များများအထိုင်ချပြီးခုခံနေတာဖြစ်တယ်လို့အရခတ်တော် AA ကလည်းစစ်ကောင်စီဘက်ကကြီးရည်လေး3ခုပေါင်းပြီးခုခံနေတဲ့ကြားကပဲအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေဟာစစ်တွေမြို့အနီးမှာတင်ဒီတက်ပုံမှုပြင်းထန်လာဖို့ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိစစ်တွေမြို့ကန်တချို့လည်းရန်ကုန်မြို့ဘက်ကိုပြောင်းရွှေ့ကြဖို့တွေလုပ်နေကြပြီးငွေကြေးတန်နိုင်တဲ့သူတွေကတော့လေနဲ့ပြောင်းရွှေ့ဖို့တွေပါစီစဉ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။